အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ KG ကွန်ချက်ကထုတ်လုပ်တဲ့ဝါဥတုံလေးနဲ့ချက်ပြပေးမယ့်ဟင်းလျာလေးကတော့ဝါဥပဲခောက်ဆွဲလေးပဲဖြစ်ပါတယ်ဝါဥပဲခောက်ဆွဲလေးမှာပါဝင်မဲ့ပစ္စည်းတွေကတော့ဝါဥတစ်ပကံလုံးစာဝတ်သားပဲပင်မောင်စီရှိတာဒီမို့ပုံရည်ကြီးဘုံလာဦးနေစက်တုံပဲစက်တုံဖြူစက်တုံနီးစားအကြားဟင်းခတ်မို့ပဲငယ်ပြားရဲ့ချင်းမြုပ်သီးစိမ့်နဲ့ရင်းနှင်းငယ်လို့လိုအပ်ပါတယ်ဝါဥတုံလေးကိုအရင်ဆုံးရတာလေးနေထားပါမယ်အရင်ဆုံးပဲငယ်ပြားရဲ့ချင်းလေးထည့်ပါမယ်အကြားအနှဲငယ်ထည့်ပါမယ်ဟင်းခတ်မို့နှဲငယ်ထည့်ပါမယ်အရင်ဆုံးစီနှဲငယ်ထည့်ပါမယ်စက်တုံကျူလေးရထည့်ပါမယ်စက်တုံထည့်ပါမယ်လာဦးနေခဲ့ပါမယ်မသားခဲ့ပါမယ်ဘယ်နဲ့ကြိုက်ပြီးခဲ့ပါထည့်ပါမယ်ဟင်းခတ်မောင်းထည့်ပါမယ်ဒီနည်းနဲ့ထည့်ပါမယ်နားလေးလောက်ထားပါမယ်ဟိုထည့်ပါမယ်စားထည့်ပါမယ်ပြီးရင်တော့ဘိုးရည်ကြီးနှစ်ပြီးထည့်ပါမယ်စားနူးလာပြီဆိုရင်တော့ဝါးခေါက်ပဲထည့်ပါမယ်ပဲပြင်ပါလို့ထည့်ပါမယ်အဲ့ဒီမှာလေးလာလို့ဆိုတော့ဝါ့ပဲထောက်ဆွဲလေးရပါပြီဒါလေးကတော့အာဟာရနဲ့လည်းပြည့်ဝတဲ့ဤတုံတုံထုတ်လေးနဲ့အရန်စားလို့ကောင်းတဲ့ဝါဥခောက်ဆွဲနဲ့ချက်ထားတဲ့ဝါဥပုံရင်ကြီးခောက်ဆွဲလေးပဲဖြစ်ပါတယ်။လိုက်ချက်စားကြည့်ကြပါနော်။